အရေးဆုံးပြီးတော့မှဇင်ပေးထားတဲ့ဈေးပါခုနချုံကိုမမဇင်ပေးထားတဲ့ဈေးမတို့ဘယ်နေရာမှမလိုက်ရှာအဲ့ဈေးမရပါဘူးเนาะဇင်တို့လိမ့်စာလေးပြောင်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့နေရာလေးတွေရွှေ့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါလေးတွေကိုလုံးဝချော့လိုက်တဲ့သဘောပါเนาะချော့ဈေးနဲ့ရောင်းလိုက်တဲ့သဘောပါအဲ့ဒါလုံးဝမပါဘူးနှစ်တရာချီစစ်စစ်လေးတွေချီသားလေးတွေကိုဝန်ဆက်ကလေးတွေကြီးပဲအကုန်လုံးဒါလေးဆိုလို့ရှိရင်အနီလေးပေါ့เนาะအနီကိုမအရန်တောက်တောက်ရိတ်ရိတ်မဟုတ်ဘူးအနီဖြောကလေးတအားလှတယ်ဝန်ဆက်ကလေးတွေကြီးပဲဒါလေးဆိုလို့ရှိရင်ဘေးထားရောင်လေးပါဒီဘေးထားရောင်လေးလဲတအားလာတယ်ပြန်ရောင်းမဲ့သူလဲဝယ်လို့ရတယ်မတို့ကိုယ်တိုင်ဝယ်မဲ့သူလက်ဆောင်ပေးမဲ့သူဆိုလို့ရှိရင်လည်းအရင်အဆင်ပြေတယ်ပြန်ရောင်းမဲ့ဆိုလို့ရှိရင်မတို့အနည်းဆုံး3000နဲ့မှ8000လောက်အထိပြန်ရောင်းလို့ရတဲ့အဆင့်မှာတချို့နေရာတွေဒီအဆင့်လေးဆိုလို့ရှိရင်ကိုရောင်းတဲ့ market ပေါ်မှာမူတည်ပြီးတော့4000ခွဲထိတောင်ရောင်းနှမ်းရှိပါတယ်เนาะဒါလေးကတော့နက်ပြရောင်ဆူဆူကလေးပါနက်ပြဆူဆူလေးကဲဒါမိန်းကလေးတိုင်းအကြိုက်ပန်းရောင်ကလေးဖြစ်ပါမယ်ရှင်ပန်းရောင်ကလေးပါသူကတော့ပန်းရောင်လေး1 set ကြီးပဲ normal လို့ဒီမှာကြည့်အနောက်လေးမှာလည်းအကုန်အပွင့်နေပါတယ်နေရာလည်းတစ်ခုမှမရှိအောင်ဇင်တို့ထိုးထားတာဖြစ်ပါတယ်ဒီလိုမျိုးလေးဒါလေးကတော့ဇင်တို့ဇီးရောင်လေးပါဇီးရောင်ဆိုတော့သူကရှားညို့ရောင်ဘက်ကိုပို့သွားပါတယ်ဒါလေးလည်းအရင်လှတယ်ချီသား1 set ကလေးသူဆိုရင်အင်ဂျီအမိတ်ကလေးတောင်ပါသေးရဲ့เนาะကဲဒီမှာကြည့်တော့ဒီအတွက်ရတဲ့သူကန်ကောင်းတယ်တစ်လုံး1 set ကြီးစင်ထည့်ပေးထားပါတယ်ဒီမှာပြလုံးဝန်းဆက်ပါနော်ပြလုံးဝန်းဆက်ဒီလိုပြလုံးဝန်းဆက်လေးတစ်စုံပါပါမယ်ရှင်နောက်တစ်ခုကကြတော့ရိုးရာကြိုက်တဲ့သူတွေအတွက်ကိုဝတ်လို့ရအောင်ရိုးရာစံလေးပါထည့်ပေးထားပါတယ်ရှင်ဒါလေးကတော့အပြာရောင်လေးပေါ့နော်အပြာရောင်ဆူဆူလေးသူကဘောင်ကလေးနဲ့ပေါ့နော်ဒါလေးဆိုလို့ချင်းပုံမှန်စင်လို့ရောင်းတဲ့ရောင်စီလေးတောင်းထဲမှာ9000ရောင်းတဲ့အစင်မှာလက်လီရောင်းတဲ့ဈေးကိုပြောပြရပါနော်ဒါလေးပါနှစ်တရာချီသားလေးပါရှင်နှစ်သက်တဲ့ဆို screenshot လေးသာရိုက် base messenger Viber နံပါတ်39ကို4 2 7 2 3 4 3 4လေးနဲ့ခွန်ကိုကို6 6 1 6 6ကိုဒီဖုန်းနံပါတ်နှလုံးမတက်စင်လဲဆက်သွယ်ဝယ်ယူအားပေးလို့ရပါတယ်ရှင်ဒီမှာကြည့်အောင်ရိုးရာလေးပါလေးနဲ့ပဲတော့အရန်လာကျေးဇူးပါရှင်